တော့ဆရာလေးတွေကငါအမြဲတမ်းညနိုးတယ်မိမသားဆိုတာမလှဘူးဆိုရင်ငိုခြင်းနဲ့အမျိုးနော်သူတို့စပင်လေးကိုသူတို့တတတာနဲ့နေတဲ့မိမသားတွေဟာဒီစပင်လေးကိုခေါင်းပေါ်မှာရိတ်ထားနိုင်တဲ့တတ္တိကိုပဲကျွန်ုပ်ချက်ပါတယ်ညနိုးပါတယ်ဟုတ်ပြီနော်တော့ဆိုဆရာမတို့မင်းတို့လည်းကြိုက်တဲ့အမျိုးသမီးကြီးသူတို့စပင်တို့တတတာဒေါ်သိန်းသိန်းစပင်တသေးလားတပါတယ်တတယ်ကို့အမေအသက်88နှစ်တောင်တတော့ခမရဘာ80မပြည့်သေးဘူးတတယ်နော်ဆရာမောကိုဝင်းစောစပင်တလားတတယ်ဒီလှမကြမေကြီးလှနေတာလှနေတာဒါကြောင့်မလို့ဆရာလေးတို့အဲ့တော့ငါညမလေးမင်းတို့ပြောပြတယ်ဟဲ့တို့ဆရာလေးတွေကလေတရဏဂုံ3ပါးရှိတယ်အဲ့ဒီတရဏဂုံ3ပါးဒီလောကုတ္တရာရဲ့အခြေခံလမ်းကိုရှောင်နေတာဇံပင်ကြီးမြေရှိုးမိုးပြန်နေတော့ရသိကြီးတွေတဲ့မြက်တယ်တောင်းဆရာလေးတွေကိုမလေးမစားမလုပ်နဲ့ဆရာလေးတွေအတွက်လည်းဆွမ်းဆန်သိန်းလောင်းတဲ့အဖွဲ့အစည်းလေးတွေပေါ်ပြီးတော့မြန်မာနိုင်ငံမှာလှုပ်တင်ပါတယ်နော်လှုပ်ရင်တို့တွေကိုကြီးပေးလှူတင်တာလှူပါတယ်ဓမေစီတွေအများနဲ့လှူတယ်နော်ဆွမ်းလောင်းသိန်းနေရှိတယ်ဆရာလေးတွေမရှိဘူးဒါကြောင့်မလို့ဘာဟိရကသသာသနာပြင်မနဲ့ရှိသောအထသမဘတ်ဒီလာပြီနော်သမဘတ်၈တန်ရသောပုဂ္ဂိုလ်၎င်းပြင်စပညာသားပြေပင်ရင်9တန်ရသောပုဂ္ဂိုလ်၎င်းဒိဏဒါနတော်ပေးလူသောလူတဲ့သာသနာနဲ့ပဲသာသနာတော်နဲ့တိသနကရတတရဏဂုံ3ပါးရှိထားသောတရဏဂုံ3ပါးယူရသောပုဂ္ဂိုလ်ဟာဒိဏဒါနလူအပ်သောလူသည်မဗလတရံအကျိုးကြည်သည်ဟောဒီပြီဘာကြောင့်လဲလောကုတ္တရာပါရကလောကုတ္တရာအခြေခံဖြစ်လို့ဟိုကဝစ်စင်းရဲ့အခြေခံဖြစ်တယ်ဘလော့ကောင်းပြီးပါပြီဒါလေးတဲ့တရဏဂုံ3ပါးလေးကိုဒီတရားပွဲမှာဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့တရဏဂုံ3ပါးလေးဆိုခွင့်ရလိုက်တာတို့မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်လာပြီးတော့